မေပေးခဲ့အိမ်မက်တွေရဲ့ဖြေရဲ့ရောင်များနဲ့ပြေဆုံးဖြေစီရဲ့မေရဲ့ဒီတဲ့စိတ်နှလုံးတွေနဲ့ဖြေခွဲရေလဲတဲ့မြေကြီးကျဉ်းလိုက်တော့အမေရဲ့စိတ်ဆန္ဒတွေများကိုလေအမေရဲ့သားဖြစ်ထားကထားပြီးနေအမေရဲ့ကိမဲ့ကိုပုံတင်ပြမြမမေရဲ့စိတ်ဆန္ဒကျဉ်းပါတော့မေရဲ့ဒီလောကကြီးကလည်းဒီအမေရဲ့အိမ်မက်ကိုအိုးဒီတဲ့သူနဲ့မြရတဲ့မြေတတရားကိုလေမေတ္တာတည်တတ်ခဲ့မေရဲ့စိတ်